တခါတရံဘဝမှာအမောင်တွေကအရင်ကြီးလို့လမ်းတောင်မမြင်တော့ဘူးလို့ထင်မိတတ်ပါတယ်။တယောက်တည်းလမ်းလျှောက်နေတယ်လို့ခံစားရတတ်ပါတယ်။ဒါပေမဲ့တင်မမြင်နိုင်တဲ့အချိန်မှတောင်ယေရှုကတင်အနားမှာရှိနေပါတယ်။တင်အားနည်းနေတဲ့အချိန်တင်ဝမ်းနည်းနေတဲ့အချိန်တင်မျောလင့်ချက်ပြောက်သွားတဲ့အချိန်မှတောင်သူကတင်ကိုမစွန့်ပစ်ပါဘူး။ကျမ်းစာကဖော်ပြထားပါတယ်။အကယ်၍တင်မီအရေးလွမ်းမိုးတော့ခြိုက်ထီတော့ရှောက်သွားရတော့လေဘင်းအတွေ့ကိုမကြောက်ပါအကြောင်းမူကကိုရော်ဒီကျွန်တော်နဲ့အတူရှိတော်မူ၏လို့စာနာ23ထဲမှာဖော်ပြထားပါတယ်။ဒါကြောင့်ဘဝရဲ့အမောင်ဆုံးအချိန်ရောက်လာတဲ့အခါမကြောက်ပါနဲ့တင်တယောက်တည်းမဟုတ်ပါဘူးယေရှုကတင်အနားမှာရှိပြီးတင်ကိုလမ်းပြနေပါတယ်အမောင်လည်းဘလောက်ပဲကြီးနေပါစေယေရှုရဲ့အလင်းကတင်ဘဝကိုပြန်လင်းစေနိုင်ပါတယ်